အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုထဲမှာတော့ကျွန်တော် VXLAN နဲ့ EVPN အကြောင်းကို sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့VXLAN ဆိုတာဘာလဲ EVPN ဆိုတာဘာလဲအကြမ်းမြင်overall အနေနဲ့ sharing လုပ်ပေးပြီးတော့ demo လုပ်ပြမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်ဒါကတော့ part 1ပေါ့နော် part 2 part 3 part 4ဒီ၄ခုဗီဒီယို၄ခုလို့စီစဉ်ထားတယ်ပေါ့နော်အဲ့တော့အခုဒီဗီဒီယိုကတော့ part 1မှာဒီဗီဒီယိုကိုဆက်ပြီးတော့မကြည့်ခင်ပေါ့နော်ကိုဒီမှာ network basic networking knowledge ရှိထားတယ်ဆိုပို့ပြီးတော့အဆင်ပြေပါတယ်ရှိဖို့လည်းလိုအပ်ပါတယ်ဥပမာbasic networking မှာ VLAN ကဘယ်လိုမျိုးလဲ switch တွေကဘယ်လိုလုပ်လဲစသည်ဖြစ်ပေါ့နော်အဲ့တော့ဗီဒီယိုတွေကိုကျွန်တော်အရင် share ခဲ့တဲ့ဗီဒီယိုတွေရှိပါတယ်အဲ့ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့အဲ့တော့ဗီဒီယိုတွေကိုအရင်ကြည့်စေချင်ပါတယ်အဲ့လိုကြည့်ပြီးမှဒီဗီဒီယိုကြည့်မယ်ဆိုရင်ပို့ပြီးတော့ဆက်မှုရှိပြီးတော့ပို့ပြီးတော့လွယ်ကူပါမယ်အဲ့တော့ဗီဒီယိုတွေကိုကျွန်တော်ရဲ့ဒီ description ထဲမှာ link ထည့်ပေးထားတယ်ပေါ့နော်အဲ့မှာသွားပြီးတော့နှိပ်ပြီးတော့ကြည့်လို့ရပါတယ် basic networking နဲ့ကျန်တဲ့ဒီ switch တွေဘယ်လိုလုပ်လဲအဲ့တော့အခုကျွန်တော်တို့ဒီ VXLAN ကိုစပြီးတော့ကြည့်အောင်အဲ့တော့ VXLAN ဆိုတာကကျွန်တော်တို့ဒီမှာတွေ့ရတဲ့အတိုင်းပဲ virtual extensible LAN ပေါ့နော်သူကကျွန်တော်တို့ layer 2 network ကို virtualize လုပ်လိုက်တယ်ဒီကျွန်တော်တို့ network တစ်ခုကို virtualize လုပ်ပေးတယ် layer 2မှာပေါ့နော်အဲ့တော့ပုံမှန်ကျွန်တော်တို့သိထားတဲ့ဟာကျွန်တော် VLAN ရှိတယ်သူကလည်းအဲ့လိုပဲ VLAN လိုပဲ layer 2 network ကို virtualize လုပ်တယ်နောက်ပြီးတော့ extend လုပ်လို့ရတယ်ဥပမာတနေရာကနေတနေရာ switch တစ်လုံးကနေနောက် switch တစ်လုံးကိုဒီကျွန်တော်တို့ရဲ့ဒီ LAN ကို extend လုပ်သွားလို့ရတယ်ဥပမာကျွန်တော်တို့ဒီ VLAN မှာဆိုရင်trunking နဲ့သွားတယ်လို့ပေါ့နော်အဲ့တော့ဒါကတော့ပုံမှန်ကျွန်တော်တို့ VLAN နဲ့ VXLAN နဲ့တူညီတဲ့ဟာပေါ့နော်ဘာမှသိပြီးတော့မကွာဘူးဒါပေမဲ့ကျွန်တော်တို့ VXLAN မှာဆိုရင်ဒီမှာတွေ့ရတာကဘာလဲဆိုတော့ overlay protocol ဖြစ်တယ်အဲ့တော့ဒီမှာ VXLAN ကကျွန်တော်တို့ overlay protocol အဲ့တော့ network မှာကျွန်တော်တို့ overlay interlay ရှိတယ်အဲ့တော့အဲ့ဒီအကြောင်းတွေကိုကျွန်တော်နောက်လာမယ့် slide တွေထဲမှာပါပါမယ်အဲ့တော့ interlay ကတော့သူရဲ့ foundation ဒီ communication အတွက် foundation လုပ်ထားတဲ့connect လုပ်ထားတဲ့ network connection ပေါ့နော်အဲ့တော့ app ပေါ်မှာကိုအသုံးအဲ့ဒီရရှိပြီးသားဒီ foundation ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ overlay ကကြတော့ device တစ်ခုနဲ့တစ်ခုပြန်ပြီးတော့ဆက်သွယ်တာပေါ့နော်အဲ့တော့ဒါကကြမ်းမြင်ပေါ့နောက်အဲ့ဒါနဲ့ပတ်သက်တဲ့ slide လည်းနောက်ကြရင်ဒီဗီဒီယိုရဲ့နောက်ပိုင်းမှာလာပါလိမ့်မယ်နောက်ပြီးတော့ကျတော့ဒီ VXLAN ကဘာလဲဆိုတော့ကျွန်တော်တို့ scalability ပို့ပြီးတော့ကောင်းတယ် scalability ပို့ပြီးတော့ကောင်းတယ် flexibility ပို့ပြီးတော့ရှိတယ်ပေါ့နော် data center ကျွန်တော်တို့ environment တွေမှာပုံမှန်ကျွန်တော်တို့ VLAN တွေတက်စာရင်ပို့ပြီးတော့ scale လုပ်လို့ရတယ် flexible လည်းဖြစ်တယ်နောက်သူ့ရဲ့အဓိကချက်ကတော့ကျွန်တော်တို့ကဒီ over layer 3 infrastructure တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော် interlay network ပေါ့နော် layer 3 interlay network အပေါ်မှာဒီ layer 2ကို extend လုပ်လို့ရတယ်ဥပမာပုံမှန် VLAN ဆိုရင်ကျွန်တော်တို့က layer 3မှာ extend လုပ်လို့မရဘူး extend လုပ်ချင်တယ်ဆိုရင်သူတို့နှစ်ခုကဟိုမှာ location နှစ်ခုပဲဖြစ်ဖြစ် switch နှလုံးပဲဖြစ်ဖြစ်သူတို့နှစ်ခုက layer 2 link နဲ့ချိန်ထားမှကျွန်တော်တို့ဒီVLAN တွေကို extend လုပ်လို့ရတယ်ဒါပေမဲ့ VXLAN ကတော့အဲ့လိုမဟုတ်ဘူးရှိပြီးသား layer 3 network ပေါ်မှာပြန်ပြီးတော့ extend လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းပို့ပြီးတော့သူက flexible ဖြစ်သွားတယ်ပို့ပြီး scale လည်းလုပ်လို့လွယ်ကူသွားတယ်ပေါ့နော်အဲ့တော့ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့VLAN နဲ့ VXLAN ကိုကျွန်တော်တို့ရှင်းပြီးတော့ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲ VLAN ကကျွန်တော်တို့အခုလက်ရှိပုံမှန်သုံးနေတဲ့ VLAN ကကျွန်တော်တို့12 bit ရှိတယ်သူက ID ကိုသူ ID သုံးတယ်ပေါ့နော် VLAN ID လို့ခေါ်တယ် AO2.1q tag ဆိုပြီးတော့သုံးတယ် tagging လုပ်တယ်ဥပမာ VLAN 10ဆိုရင်သူမှာ10ဆိုတဲ့နာမည် tag လုပ်ထားတယ်20ပေါ့အဲ့လိုနည်းနဲ့ကျွန်တော်တို့ layer 2 network တွေကိုခွဲခြားပြီးတော့အသုံးပြုတယ်အဲ့တော့12 bit ရှိတယ်ဆိုတော့သူက4096ပေါ့နော်4096 4000ကျော် VLAN ခွဲခြားလို့ရတယ် layer 2 network ပေါင်းဒါပေမဲ့ VXLAN ကကြတော့ကျွန်တော်24 bit ရှိတယ်သူကကြတော့ AO2.1q tag ခေါ်တယ်လို့သူမှာ VNI ဆိုတဲ့ဟာရှိတယ် identify လုပ်တဲ့number ပေါ့နော်အဲ့တော့24 bit ရှိတော့သူကပို့ပြီးတော့အသုံးပြုလို့ရတယ်16 million လောက်အသုံးပြုလို့ရတယ်
အဲ့တော့ပုံမှန်ကျွန်တော်တို့ဒီ user office network တွေပုံမှန်ဒီရုံး network တွေပါဒီမှာ VLAN 4000ကျော်လောက်ကတော်တော်များနေပြီဆိုပေမဲ့တကယ်ကျွန်တော် service provider တွေ customer တွေကျွန်တော်တို့တောင်းတဲ့တိတ်နဲ့ချီပြီးတော့ရှိတဲ့ service provider မျိုး company ကြီးမျိုးတွေကြတော့ဒါမျိုး VLAN 4000ကျော်ကြတော့တချို့ကြတော့မလောက်တော့ဘူးအဲ့တော့အဲ့မျိုးအခြေအနေမျိုးမှာကျွန်တော်တို့ VHLAN တွေကိုအသုံးပြုကြတယ်နောက်ပြီးတော့တခြားနည်းပညာတွေတခြား technology တွေကိုအသုံးပြုရတယ်ပေါ့နော်အဲ့တော့ဒီ VHLAN ကကြတော့16 million ရှိတဲ့အတွက် VHLAN သုံးပြုရင်တော့ကျွန်တော်တို့ဒီ service provider တွေ company ကြီးတွေကျွန်တော်တို့ data center environment တွေမှာကြတော့ပို့ပြီးတော့အဆင်ပြေတယ်အဲဒါကြောင့်မလို့သူကဒီ flexible ဖြစ်တဲ့ scale လုပ်လို့ရတယ်ဆိုတာအဲ့အမျိုးပေါ့နော်အဲ့တော့ဒါကတော့ VHLAN အကြောင်းဟိုဒါအကြမ်းမြင်တာ list လုပ်ထားတာပေါ့နော်အဲ့တော့နောက် slide ကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်မယ်ဆိုရင်ဒါကကျွန်တော်တို့ပုံမှန်တွေ့ရတဲ့ legacy setup ရှိမယ် legacy setup မှာကျွန်တော်တို့ဘာတွေရှိမလဲဆိုတော့ layer 2 link တွေ layer 3 link တွေရှိမယ်ပေါ့နော်အဲ့တော့ဒီမှာတွေ့ရသလိုပဲ core distribution access switch layer ဆိုပြီးတော့ layer 3ရှိတယ်အဲ့တော့ layer ဒီ distribution နဲ့ access မှာပုံမှန်ဆိုရင်ကျွန်တော်တို့က layer 2 link တွေချိန်တယ်distribution နဲ့ core မှာဆိုရင်ကျွန်တော်တို့ layer 3 network ချိန်တယ်ပေါ့နော်layer 3 network ချိန်ထားတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ spanning tree ကိုအသုံးပြုထားတယ် spanning tree အသုံးပြုပြီးတော့ကျွန်တော်တို့ network loop မဖြစ်အောင် spanning tree အသုံးပြုထားတယ်အဲ့တော့ဒီမျိုး setup တွေကကျွန်တော်တို့က physical location ပေါ်မှာ boundary ရှိတယ်ဥပမာကိုယ့်ရဲ့ network ကရုံးကဥပမာ building 3ခုရှိတယ်ဆိုရင်ဒါကတော့ building 1 building 2 building 3ပေါ့နော်နောက်မှလည်းကျွန်တော်တို့ campus 1 campus 2 campus 3အဲ့တော့ location ပေါ်မှာဒါ setup တစ်ခုလို့မြင်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့မျိုး location တွေမှာသူ့မှာ VLAN တွေရှိမယ်ဥပမာ VLAN 10 VLAN 10နောက် VLAN 20အဲ့တော့ဒီမှာကတီးဖို့ကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ကဒီက VLAN 10နဲ့ဒီက VLAN 10ကတူတူမဟုတ်ဘူးပေါ့နော်သူတို့ကလုံးဝတီးခြားစီပြောရမယ်ဆိုရင် different network ပေါ့နော် same VLAN number ချင်းပဲတူပေမဲ့သူတို့ရဲ့network ကတီးခြား network အဲ့တော့ဒီ VLAN 10က device ကဒီဘက် VLAN 10က device ကိုပုံမှန်ဆိုရင်မမြင်အောင် visibility မရှိဘူး communicate လုပ်လို့မရအောင်အဲ့တော့ဒီထဲကဥမာ VLAN 10ချင်းဆိုရင်တော့ချင်း visibility ရှိတယ် connect လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ပြောချင်တာက VLAN နံပါတ်2ပေမဲ့သူတို့ချင်း connect လုပ်လို့မရအောင်အဲ့တော့ connect လုပ်ချင်ရင်ကျွန်တော်တို့ layer 3 layer 3ဒီ core network ကိုဖြတ်ပြီးမှဒီဘက်ကိုကျွန်တော်တို့ connect လုပ်လို့ရတယ်အဲ့တော့နောက်တစ်ခုကကြတော့ IP address တူတဲ့ဟာသုံးလို့မရဘူးအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့တွေ့ရတယ် VLAN နံပါတ်2020ဒါပေမဲ့သူတို့သုံးတဲ့ network ကကြတော့တူသုံးလို့မရဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီdifferent network ဖြစ်နေလို့ပေါ့နော်အဲ့တော့ 1.0 ဒီဘက်မှာ 10.0 အဲ့တော့ဒါမျိုး IP တူတဲ့ network သုံးလို့မရဘူး IP မတူသုံးလို့မရဘူးပေါ့နော်အဲ့တော့အဲ့ဒီဟာကကျွန်တော်တို့ပုံမှန်ရုံး network တွေပေါ့နော်ခုနကပြောသလို office network တွေမှာပြဿနာမရှိဘူးဘာဖြစ်လို့ပြဿနာမရှိလဲဆိုတော့ဥပမာထားပါဒီမှာဒီ building 1က user ပေါ့နော် building 1က user ကကျွန်တော်တို့ဒီ building 2ကိုသွားမယ်ဆိုရင်ဟုတ်ပြီနော်ကျွန်တော်တို့ဒီ building 1က user ကျွန်တော်တို့ building 2ကိုသွားမယ်ဆိုရင်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ခုနပြောခဲ့သလိုပဲ building 1မှာuser ရှိမယ်ဒီ building 2ကိုသူကသွားမယ်ဆိုရင်ပုံမှန်ဆိုရင်ကျွန်တော်တို့ကခုနတွေ့ခဲ့သလို IP address မတူဘူးပေါ့နော်ဥပမာဒီမှာဆိုရင်ဒီ user ကသူ့ရဲ့ IP က 192.168.10 ဆိုပြီးတော့ရှိမယ်ဒါပေမဲ့ဒီဘက်ကိုရောက်သွားရင်သူက 192.168.1 ဆိုတဲ့ IP ကိုသုံးလို့မရတော့ဘူးဒီ VLAN 20ရဲ့ IP ကိုသုံးမှာပဲသူက network connect လုပ်လို့ရမှာပေါ့နော်အဲ့တော့ဒီ user ကကျွန်တော်တို့ဒီဘက်ကိုရောက်သွားတယ်ဆိုရင်ပုံမှန်ကျွန်တော်တို့ရုံး user တွေnetwork ဆိုရင်ပြဿနာမရှိဘာဖြစ်လို့လဲဆိုတော့ user တွေကကျွန်တော်တို့ DHCP ကိုသုံးတယ် DHCP ဆိုတာ auto IP address assign လုပ်တာပေါ့နော်ဥပမာဒီ building 1မှာရှိတဲ့ DHCP server က IP address assign လုပ်ပေးသွားမယ်လုပ်ပြီးတော့သူက IP address ရပြီးတော့ connect လုပ်လို့ရတယ်အဲ့တော့ network ကဒီဘက်ရောက်သွားတယ်ဆိုရင်ဒီဘက်မှာရှိတဲ့ DHCP server က IP address assign လုပ်မယ်သူကသူ့ရဲ့ IP address အမှန်ကိုရပြီးတော့ဒီ network ကို
ချိန်လို့ရတယ်အဲ့ဒါကြောင့်မလို့ပုံမှန် user network တို့ဘာလို့ဆိုရင်ပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ data center network တွေမှာဆိုရင်တော့ပြဿနာရှိဘာလို့လဲဆိုတော့ data center network တွေမှာတော့ကျွန်တော်တို့ရှိတာ server တွေပဲရှိတယ်ပေါ့နော်ဥပမာထားပါတော့ကိုယ့်ရဲ့ data center ဒီ1မှာကျွန်တော်တို့ server က web server ရှိမယ်အဲ web server ကဒီဘက် data center ကိုရွှေ့ရင်ကြတော့ခုနကပြောတဲ့ IP address တူတူရွှေ့လို့မရအဲ့တော့ IP address ချိန်မှာဒီကျွန်တော်တို့ network ကို connect လုပ်လို့ရတာပေါ့နော်အဲ့တော့ဒါပေမဲ့သူကသုံးတာက static IP အဲ့တော့ဟိုဘက်ရောက်သွားတယ်ဆိုရင်ဘာလုပ်ရမလဲဆိုဒီ admin တွေကเนาะ system admin တို့ဘာလို့က IP address ပြန် change ဒါပေမဲ့တချို့ application တွေကြတော့ IP address change သွားရင်လုံးမလုပ်တာတွေရှိတယ်အဲ့တော့ပြောချင်တာက data center ရဲ့ network မှာသုံးတဲ့ဟာတွေကကျွန်တော်တို့ server တွေ storage တွေစသည့် device တွေကကြတော့ static IP သုံးတယ်အဲ့တော့ static IP သုံးရင် IP မတူတဲ့ network မှာကျွန်တော်တို့ရွှေ့ပြောင်းမှုကြတော့ပြဿနာရှိတယ်မလွယ်ကူဘူးပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ VM တွေ VM ကျွန်တော်တို့ဒီ data center တစ်ခုကနေနောက်တစ်ခုကို move ဥပမာ vMotion တို့ဘာလို့လဲရွှေ့မယ်ဆိုရင်လည်းသူက IP address မတူတဲ့အတွက်အလွယ်တကူရွှေ့လို့မရဘူးပြဿနာရှိတာတဲ့သူကပို့ပြီးတော့flexible မဖြစ်ဘူးပေါ့နော်သုံးရတာမလွယ်ကူဘူးအဲဒါကြောင့်မလို့ဒီ data center network တွေမှာကြတော့ဒါမျိုး setup ကကြတော့အရင်ကြီးကျွန်တော်တို့အဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီမှာဆက်ပြီးတော့ကြည့်ကြည့်အောင်အဲ့တော့ဒီမှာတွေ့ရမယ် VLAN 10မှာတွေ့ရမယ် user ရှိမယ်အဲ့တော့ VLAN 10ကကျွန်တော်တို့ same building ချင်းချိတ်ဆက်မယ်ဆိုရင် distribution ကိုသွားတယ်နောက် access switch ကိုသွားပြီးတော့သူ့ရဲ့ VLAN same VLAN တွေက user ချင်းဆက်သွယ်လို့ရတယ်အဲ့တော့ different building ကိုသွားမယ်ဆိုရင်တော့ခုနကပြောတဲ့ layer 3 network ကိုဖြတ်သွားမှ connect လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒါကဒီ different ဒီ building မှာ connect လုပ်ရင်အဲ့လိုဒါပေမဲ့ကျွန်တော်တို့ကဒီ same building မှာဒီ same different building မှာပဲပေါ့နော် VLAN တူတူသုံးကျင်တယ်ဥပမာထားပါတော့ဒီမှာ VLAN 10ကလည်းသူတို့နှစ်ခုကိုကျွန်တော်တို့တူတူသုံးကျင်တယ် network တူတူထားကျင်တယ်ဆိုရင်ဒီကြားထဲမှာကျွန်တော်တို့က layer 2 link ချိန်မှရမှာပေါ့နော် layer 2 link ဖြစ်မှရမယ်အဲ့တော့ပြောချင်တာအဲ့လိုမျိုး layer 2 link ချိန်လိုက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ network မှာခေါ်တဲ့ broadcast domain ကြီးကပို့ပြီးတော့ကြီးသွားတယ်အဲ့တော့ network တွေမှာ broadcast domain ကိုကြီးအောင်လုပ်တာတဲ့သေးအောင်လုပ်ဖို့ပဲကျွန်တော်တို့လုပ်ကြရတယ်ပေါ့နော် broadcast domain ကြီးရင် network ပြဿနာတွေပို့ပြီးတော့များတယ် network ကြီးကပို့ပြီးတော့လေးလာလိမ့်မယ်အဲ့တော့အဲ့ရမျိုးကြတော့ပို့ပြီးတော့ network ရဲ့ performance ကျသွားမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ recommend မပေးဘူး broadcast domain ကိုနည်းနိုင်သမျှနည်းကြတယ်ပေါ့နည်းအောင်လုပ်ကြတယ်နောက်ပြီးတော့ခုနကပြောခဲ့သလိုပဲကျွန်တော်ဒီမှာ IP address တူညီတဲ့ IP address ကိုသုံးလို့မရဘူးပေါ့နော် different location မှာကျွန်တော်တို့ IP တွေက different IP တွေပဲသုံးလို့ရတယ်ဒါခုနကကျွန်တော်ပြောခဲ့ပြီးသားအဲ့တော့ဒီနှစ်ချက်ရှိမယ်အဲ့တော့ဒါမျိုးအချက်တွေကကျွန်တော်တို့ဒီ data center network တွေသုံးတဲ့ချိန်ကြတော့အဆင်မပြေတော့ဘူးအဲဒါကြောင့်မလို့ကျွန်တော်တို့ကဒီ VXLAN ကိုအသုံးပြုလာကြတာရှိတယ်နောက်တခြား technology တွေကိုအသုံးပြုတာရှိတယ်အဲ့တော့ဒါကတော့ကျွန်တော် VXLAN ကိုပြောတဲ့အတွက်VXLAN ကိုသူ့ရဲ့နေရာမှာဘယ်လိုသုံးလဲဆိုတာကိုကျွန်တော်တို့ကြည့်ကြည့်အောင်အဲ့တော့ဒါကတော့ပုံမှန်ကျွန်တော်တို့တွေ့ရမယ် VXLAN setup ပေါ့နော် VXLAN setup ရှိမယ်အဲ့တော့ဒီမှာခုနကပြောသလိုlayer ကကျွန်တော်2 layer ပဲရှိတယ်ပေါ့နော် layer 2ခုပဲရှိတယ်ဒီမှာတွေ့ရတဲ့အတိုင်းပဲကျွန်တော် spine ရှိမယ် leaf ရှိမယ် spine နဲ့ leaf အဲ့တော့သူတို့ရဲ့ကြားမှာကျတော့ဗာလဲဆိုတော့ကျွန်တော်တို့ layer 3 network ကြီးပဲပေါ့နော်ခုနကတော့ layer 2 link တွေမရှိတော့ဘူးနောက်ပြီးတော့ကျွန်တော်တို့ leaf နဲ့လည်း connect လုပ်မထားဘူးเนาะ spine ချင်းလည်း connect လုပ်မထားဘူးဒါပေမဲ့ leaf နဲ့ leaf ကကျွန်တော်တို့ VPC တို့ဘာလို့သုံးရင်ကြတော့ဒါချွင်းချက်ပေါ့နော်ဒီနှစ်ခုကြားမှာ VPC peer link တို့ VPC keep alive link တို့ထားပြီးတော့เนาะဒီ server ရှိတယ် server နဲ့ကျွန်တော်တို့ port channel သုံးမယ် MARIA ကတော့ဒါချွင်းချက်ပေါ့နော်ပုံမှန်ဒီ VXLAN ရဲ့ setup မှာဆိုရင် layer နှစ်ခုရှိမယ် spine နဲ့ leaf ရှိမယ်အဲ့တော့ဒီ leaf တွေက spine တွေအကုန်လုံးကိုချိန်ထားမယ်နောက်ထပ်ထားပါတော့ကျွန်တော်တို့ spine ရှိမယ်ဆိုလည်းဒါ spine ကိုထပ်ချိန်မှာပေါ့နော်အဲ့တော့ spine ချင်းမချိန်ဘူး leaf ချင်းမချိန်ဘူးပေါ့နော်ဒါကတော့သူရဲ့ VXLAN ရဲ့ setup ပေါ့အဲ့တော့ဒီမှာခုနကတော့ကြည့်မယ်ဆိုရင် VLAN 10 VLAN 10 VLAN 10ဒါပေမဲ့ဒီမှာကျတော့ကျွန်တော်တို့ကပြောလို့ရတယ်ဆိုတော့ဒီ VLAN 10နေသည်
တူပဲပေါ့နော်သူတို့ဒီ network တစ်ခုထဲမှာရှိတယ်အချင်းချင်းဆက်သွယ်လို့ရတယ်visibility ရှိတယ်ပေါ့အဲ့ဒီဟာမျိုးဘယ်လိုမျိုးရှိလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ VLAN 20ရှိမယ် VLAN 20ခုနကပြောခဲ့သလိုပဲကျွန်တော်တို့ဒီမှာ VLAN 20က same IP address သုံးတယ်ပြောချင်တာသူတို့က network တစ်ခုထဲမှာရှိတယ်ဒါက VHLAN setup မလို့ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ VLAN 10ရှိမယ် VLAN 10ကနေပြီးတော့တခြားကျွန်တော်တို့ဒီ VLAN 10ထဲမှာရှိတဲ့တခြား user ကိုပို့လို့မယ်ဆိုရင်ဒီ user ကဒီ user ပေါ့နော်ဒီ leaf 2မှာချိန်ထားတယ်ဒီကောင်က leaf 1မှာချိန်ထားတယ်သူတို့နှစ်ခုက same VLAN ပဲအဲ့မျိုးပို့လို့မယ်ဆိုရင်ကျွန်တော်တို့ VHLAN မှာဘာလုပ်လဲဆိုတော့ဒီ leaf တွေကအချင်းချင်းကျွန်တော်တို့ tunnel အရင်စောက်လိုက်တယ်အဲ့ဒီ tunnel ကခုနကပြောတဲ့overlay ပေါ့နော်ဒီရှိပြီးသားဒီ network ကြီး layer 3 network ကြီးပေါ်မှာသွားပြီးတော့မှစောက်တာပေါ့နော်အဲ့ကိုသုံးပြီးတော့ connect လုပ်ပြီးတော့စောက်တယ်အဲ့တော့ဒီ leaf 1နဲ့ leaf 2နဲ့ကျွန်တော် tunnel စောက်လိုက်တယ် tunnel စောက်ပြီးမှခုနကဒီကျွန်တော်တို့ဒီဘာလုပ်မလဲဆိုတော့ဒီ packet ကိုကျွန်တော်တို့ပို့လိုက်မယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီ same VLAN ဒီ location တစ်ခုထဲမှာရှိတဲ့ဟာအချင်းချင်းပေါ့ B1 ဒါကတော့ B2 location B3 location အဲ့တော့ကျွန်တော်တို့နောက် different building ပို့ရမယ်ဆိုလဲအဲ့လိုပဲဘာလို့လဲဆိုတော့သူက tunnel ဆောက်တယ် tunnel ဆောက်ပြီးမှကျွန်တော်တို့တခြား building က same VLAN ကိုပို့တယ်အဲ့တော့ပြောချင်တာကသူတို့နှစ်ခုဒီအချင်းချင်း connect လုပ်လို့ရသွားတယ်အချင်းချင်း connect လုပ်လို့ရသွားတယ်။ဒီကနေ leaf 3ကနေပြီးတော့ leaf 5မှာရှိတဲ့ user ပို့ချင်တယ်ဆိုရင်သူတို့ tunnel စောင့်မယ်။အဲ့လိုပဲ leaf 3ကနေ leaf 2မှာပို့ချင်တဲ့ user ရှိရင်သူတို့ tunnel စောင့်မယ်။ပြီးရင်ဒီ tunnel ကိုပြန်ပြီးတော့ကျွန်တော်တို့ connection ပြီးသွားဆိုပြန်ပြီးတော့ဖြုတ်သွားတယ်ပေါ့နော်။အဲ့တော့အချင်းချင်းကျွန်တော်တို့ tunnel စောက်ပြီးတော့ overlay ကိုသုံးပြီးတော့ဒီ VLAN ကို extend လုပ်သွားတယ်။เนาะကျွန်တော် layer 3 network ပေါ်မှာအဲ့တော့ဒါမျိုး scale လည်းလုပ်လို့ရတယ် flexibility လည်းလုပ်လို့ရတယ်အဲ့တော့ခုနကပြောခဲ့တဲ့ data center တို့ဘာလို့မှဆိုလည်းပြဿနာမရှိတော့ဘူးမှာဒီ VLAN 2က VLAN 20ကလူကဒီဘက် location ကိုသွားလိုက် move လုပ်လိုက်တယ်ဆိုရင်လည်းသူ့ရဲ့ IP ကဒီ IP ပဲသုံးလို့ရတယ်ဘာဖြစ်လို့ဆိုတော့ IP address same network ဖြစ်နေလို့ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ VHLAN ရဲ့setup ပေါ့ VHLAN ရဲ့ setup နဲ့ခုနကပြောခဲ့တဲ့ VLAN ရဲ့ setup ပုံမှန်ကျွန်တော်တို့ network architecture မှာသုံးတဲ့ setup ဆိုရင်ဒါနှစ်ခုဆိုရင်ဒါမြင်မယ်လို့ထင်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်အခုလိုမျိုးအချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့နောက်ကျွန်တော်တို့ part 2ကိုလည်းဆက်ပြီးတော့တင်သွားပေးပါမယ်အဲ့တော့စောင့်ပြီးတော့ကြည့်ရှုပေးပါဒီနောက်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်